ပဲတရက်ကိုအနည်းဆုံးတနေရာတော့ပြောနေတာပဲဒါပေမဲ့တက္ကသိုလ်တွေမှာပြောခွင့်ရတိုင်းမှာချင်းလက်တော်ရွာတွေမှာပြောရတဲ့အရာသာနဲ့စိတ်ခံစားမှုနဲ့မတူပါဘူးပညာတတ်အတိုင်းအဝိုင်းတိုင်းပြည်ရဲ့အနာဂတ်ကိုဥဆောင်မဲ့အလောင်းလျှာတွေတနည်းအားဖြင့်စိတ်ကလည်းအများအားနှစ်ဖက်တွေးနေကြဆိုတော့ဒီထဲမှာတိုင်းပြည်ကိုဥဆောင်မဲ့သူတွေတေချာပေါက်ပါမှာဖြစ်တယ်လို့တိုင်းပြည်ကိုဖျက်မဲ့သူတွေလည်းဘာကောင်းပါနိုင်သေးတယ်ဒါကတော့အများအားတွေးနေကြအတွေးပေါ့စောတော့ကဆရာကြီးဒေါက်တာသူရဦးပြောသလိုအတွေးတွေကတော်တဲ့မှန်ကန်သွားရင်တော့တိုင်းပြည်အတွက်ကောင်းမှာပဲအတွေးတွေကလွဲသွားရင်စန့်ကျင်ဘက်တချမ်းကိုလည်းရောက်သွားနိုင်တာပဲကောင်းအောင်လုပ်နိုင်တာလဲဒီเจ้าသူเจ้าသားတွေပဲစိုးသွားနိုင်တာလဲဒီเจ้าသူเจ้าသားတွေပဲဒါကိုလဲတွေးမိတယ်အဲ့တော့ရက်ရွာတွေမှာပြောတဲ့အခါကျတော့ရက်ရွာတွေကအဲ့လောက်ထိမျောလင်းလို့မရဘူးစာမဖတ်တဲ့ရွာတွေကိုစာဖတ်အောင်စာကြည့်တိုင်းမရှိတဲ့ရွာကိုစာကြည့်တိုင်းရှိအောင်ရှိပြီးသားရွာကိုအသုံးချတတ်အောင်ကလေးတွေစာကြည့်တိုင်းသွားတာကိုမကျေနပ်တဲ့မိဘတွေကိုခြေပြူဖြစ်အောင်ရွာတွေမှာလုပ်ရတဲ့အလုပ်ကဒီထက်ပိုပြီးမမျောလင့်တာဘူးတက္ကသိုလ်တွေမှာပြောခွင့်ရတဲ့အခါကျတော့စောတော့ပြောတဲ့စဉ်းစားဆင်ခြင်မှုနဲ့အတူပျော်ရွှင်မှုကိုခံစားရတယ်ကိုယ်တိုင်လည်းတက္ကသိုလ်ကျောင်းသားဘဝကိုဖြတ်သန်းခဲ့ရတဲ့သူတယောက်ဖြစ်တဲ့အတွက်လောလောလတ်ခေါင်းထဲမှာဝင်နေတာကဘာလဲဆိုတော့ပြီးခဲ့တဲ့တစ်ပတ်လောက်က88ကျောင်းသားကောင်းဆောင်ဖြစ်တဲ့ကိုမင်းကိုနိုင်နဲ့တွေ့တယ်စကားကပေါ့ပါတွေ့တဲ့ဆုံတဲ့အခါမှာဒီလိုပဲပေါ့ပါပြောနေကြဆိုတော့ကိုမင်းကိုနိုင်မေးပါတယ်ကိုညီရေးတဲ့မင်္ဂလာပါဆိုတဲ့နှုတ်ခွန်းဆက်စကားကမြန်မာစကားဟုတ်ရလားတဲ့ကျွန်တော်ပြုံးမိတယ်ဘာလို့ပြုံးမိလဲဆိုတော့ဆရာကြီးဥဖေမောင်တင်ကိုသွားပြီးတော့တတိယတာဆိုတော့ဆရာကြီးနဲ့ကျွန်တော်နဲ့စုံဘူးလို့တော့မဟုတ်ဘူးလေကျွန်တော်တို့ကသားသမီးမြေးမြင့်အရွယ်ဆိုတော့ဖတ်ခဲ့ဘူးတဲ့စာကိုသွားတတိယကျွန်တော်တို့ရဲ့ဆရာကြီးဖြစ်တဲ့ဆရာကြီးဦးအောင်သင်း78နှစ်အရွယ်မှာကွယ်လွန်သွားတယ်ကျွန်တော်တို့ရဲ့ဆရာဦးသားချိုတို့ရဲ့ဆရာတောင်တွင်းကအောင်သင်းဆိုတာဟောပြောပွဲတိုင်းမှာကျွန်တော်ပြောလို့ရှိပါတယ်ကျွန်တော်ဘဝမှာအောင်သင်းမရှိရင်ညီမင်းညိုမရှိဘူးလို့ကျွန်တော်ခပ်ပြတ်ပြောလို့ရှိပါတယ်ဒါပေမဲ့ဆရာချီဦးညိုကဆုံးမဘူးပါတယ်ကျေးဇူးရှင်တွေနဲ့ပတ်သက်ပြီးတော့ပြောတဲ့အခါမှာတဲ့ဘယ်တော့အခါမှာတယောက်တည်းကိုမပြောမိစေနဲ့တဲ့ကိုယ့်ဘုံမှာအနည်းနဲ့တော်၎င်းအများနဲ့တော်၎င်းကျေးဇူးရှိခဲ့ဘူးတဲ့သူတွေနာကျင်သွားရင်မကောင်းဘူးတဲ့ဒီစကားလည်းမှတ်သားရပါတယ်ကျွန်တော်ကဆရာချီဦးညိုကိုလေးလို့ခေါ်ပါတယ်ဟုတ်ကဲ့လေးလို့ဒါပေမဲ့ကျွန်တော်ဒီစကားကိုတော့ပြောပြတယ်ဟုတ်တယ်ကျွန်တော်ဘုံမှာကျေးဇူးတင်ရမယ်စာပေနဲ့ပတ်သက်လို့ကျေးဇူးရှင်တွေရှေ့မှာထိုင်နေတဲ့ဆရာမောင်သားချိုလည်းကျေးဇူးရှင်ဆရာသမားတွေမှာပါတာပဲဆရာတို့စာတွေကြောင့်ကျွန်တော်တို့ပြုပြင်ပြောင်းလဲနိုင်ခဲ့တာတွေအများကြီးရှိတယ်ဆိုတော့ဒါပေမဲ့ဆုံးကကျွန်တော်ဘဝရဲ့3 ပုံ 2 ပုံလောက်ကိုပြောင်းလဲပေးနိုင်တဲ့အင်အားပမာဏကြတော့ဆရာကြီးဦးအောင်သင်ဖြစ်နေပါတယ်ကျွန်တော်ကကျန်တဲ့ကျေးဇူးရှင်တွေကိုလည်းကျွန်တော်ကတကယ်ကျေးဇူးတည်ပါတယ်အဲ့တော့ခုနပြောသလိုတယောက်တည်းကိုမပြောပါနဲ့ဆိုတော့လည်းပဲများများစားစားကဆရာဦးအောင်သင်ရှိမှာစုပုံနေတယ်ဦးအောင်သင်သာမဖြစ်ခဲ့ဘူးဆိုရင်ဦးအောင်သင်သာဒီစာတွေမရေးခဲ့ဘူးဆိုရင်ဦးအောင်သင်ရဲ့တပည့်တယောက်မဖြစ်ခဲ့ဘူးဆိုရင်ဦးအောင်သင်ရဲ့စာတွေကိုမဖတ်ခဲ့ရဘူးဆိုရင်ကျွန်တော်သိကြတယ်ဒီဘဝမရောက်ဘူးကျွန်တော်အသက်အခု45နှစ်မွေးမြူရေးနဲ့ကုသရေးဆိုင်ရာဆရာဝန်ဘွဲ့တစ်ဘွဲ့ကျွန်တော်ရထားတယ်ဒီစပင်ကဖြန့်လိုက်လို့ရှိရင်ပခုံးပေါ်မှာဝဲနေလိမ့်မယ်လွတ်လွတ်လပ်လပ်နေရင်ကျွန်တော်ဂျင်းပေါင်းမီနဲ့တီရှပ်နဲ့နေတယ်တီရှပ်ကအယိုးကောင်းပုံတွေပါတယ်နဲ့ဇဝင်းထွတ်ပတ်လေးရှိတဲ့ဒီလက်ပတ်တောင်အခုလက်မှာမဖြုတ်ရသေးဘူးပတ်ထားသေးတယ်စိတ်ကဒါကိုကြိုက်တော့ငကတ်တွေပါတွေတော့မကြိုက်ဘူးဒါပေမဲ့ဒီပွဲမှာကျတော့ကွန်လန်ကလုံးနဲ့ပါနဲ့တတ်ရတက်ရမယ်ဆိုတော့တက်ရတာပေါ့ကာလန်ခုနကကာလဒေသအရဝတ်စားဆင်ရမယ်ဒါပေမဲ့ကိုယ့်ရဲ့လွတ်လပ်မှုအကြိုက်ကတော့လွန်ခဲ့တဲ့နှစ်အစိတ်လောက်ကငယ်ဆွဲတွေမပြောက်သေးဘူးကြီးပြင်းခဲ့ရတဲ့ခေတ်ကတိုင်းပြည်ဖြိုဖျက်ဖြစ်နေတဲ့အချိန်စိတ်အချင်ပေါက်နေတဲ့ကာလအခုလိုပဲသပင်အရှိကြီးနဲ့ပဲဒီသပင်ကလွန်ခဲ့တဲ့နှစ်20စိတ်တည်းကရှည်ခဲ့တဲ့သပင်ကျင်းမောင်းမီတကားကားနဲ့တီရှပ်တကားကားနဲ့မျက်လုံးချင်းစုံလို့ကြည့်မရဘူးဆိုရင်ရိုက်ပြီးသားဆိုတဲ့ခပ်ပေပေလူငယ်ထဲမှာပါခဲ့တဲ့သူဥယျင်သူရိုက်တယ်ကိုဥယျင်ကိုရိုက်တယ်ကိုဥယျင်သူကွဲတယ်သူဥယျင်ကိုကွဲတယ်
စိတ်ကအချင်းပေါက်နေတဲ့ခေတ်အမေကိုလည်းမကျင်တတ်ဘူးတည်သွားတဲ့အဖေကိုလည်းမကျင်တတ်ဘူးကိုကိုအဖြေပြန်မပေးတဲ့ကောင်မလေးကိုလည်းမကျင်တတ်ဘူးကိုလည်းမကျင်တတ်ဘူးဘဝကဘာဖြစ်ချင်မှန်းမသိတဲ့ဘဝကိုကျွန်တော်တို့ဖြတ်သန်းခဲ့ရတယ်အဖေသူ့ဟာသူတည်တာလေထိုင်းမကျင်တတ်ဘူးဘာလို့အဖေကတည်ရတာလဲမှန်သူကံတရားနဲ့သူတည်တဲ့အဖေတောင်ကျွန်တော်မကျင်တတ်ဘူးဟုတ်တယ်အဖေကဝန်ထမ်းဆိုတော့စီးပွားဥစ္စာလုံးလုံးလောက်မထားခဲ့နိုင်ဘူးအမေကမဟုတ်ဆိုးမှဖြစ်သွားတယ်အမေလေဘင်းကိုညှင်ထွက်လာမှာကရွှေတွေငွေတွေမဟုတ်ဘူးရှာဒီရှာကြီးနဲ့လည်းကိုကဘာမှလုပ်လို့မရဘူးအမေကိုလည်းမကျင်တတ်ဘူးနောက်ဆုံးလမ်းဘေးမှာဘေးတို့ရောင်းတဲ့ဘဝကျွန်တော်ဘေးတို့ရောင်းတာ3နှစ်ကြာပါတယ်လမ်းဘေးမှာဘေးတို့ရောင်းတဲ့ဘဝဂျင်မောင်းမီတင်900ဘို့3တဲ့1000ဘို့3တဲ့စန္ဒပွဲဈေးတဲ့ဘဝနဲ့အဲ့ဒီချိန်မှာလူလူတော်မာရဲ့စန္ဒပွဲဈေးပါညာကျွန်တော်ဖတ်နေပြီပြောချင်တာကလမ်းဘေးကိုရောက်သွားတယ်လမ်းဘေးမှာနေလမ်းဘေးမှာစားလမ်းဘေးမှာရှင်သားလူပြိုပေါက်အရွယ်ကောင်လေးတယောက်ဖြစ်တဲ့အတွက်စန့်ကျင်မဲ့လိန်ဖြစ်တဲ့အမျိုးသမီးတွေကိုကြည့်တဲ့ရှုတဲ့နေရာမှာတော့မရင်ကျေးတော့မရင်ကျေးတော့မင်းကလေးတယောက်လှတယ်မလှဘူးဘယ်ကိုကြည့်မလဲဘာကိုကြည့်တဲ့လဲဘယ်လိုပြုတ်မှုဆက်ဆံတဲ့လဲဒါပေမဲ့အဲ့ဒီမင်းကလေးတယောက်လှတယ်မလှဘူးမျက်နှာကိုမကြည့်ဘူးကျွန်တော်တို့ကမျက်နှာလွှဲရင်အကုန်ကြည့်တယ်ရှေ့ကကြည့်လို့အားမရရင်နောက်ကပြန်ကြည့်တယ်နောက်ကပြန်ကြည့်လို့အားမရရင်ရှေ့ကပြန်ကြည့်တယ်ကျက်ဖာကြီးကကျမကိုရစ်တယ်လို့ကျက်ဖာကြီးကကျမကိုရစ်တယ်လို့ဆိုတော့တရိษံလို့ပေါ့အဲ့ဒါကိုဘေးမှာပါလာတဲ့မိဘမောင်ဘွားကမကျင်တတ်တဲ့ပုံစံမျိုးပြုတ်မှုရင်လက်တိလက်မောင်းတန်းပြီးမင်းပါလဲငါပါလဲလို့လှုပ်ချင်သေးတယ်လူမိုက်စိတ်မင်းအမှလှလို့ကြည့်တာကွာဘာဖြစ်လဲဆိုတော့အပေါက်မျိုးမကြည့်စေခြင်းမင်းအမှမလှစေနဲ့ပေါ့ဆိုတော့မိုက်ရိုင်းမှုမျိုးကျွန်တော်တို့ဖြတ်တန်းခဲ့ရပါတယ်တနည်းအားဖြင့်ဘဝဟာလမ်းလွဲရောက်နိုင်တဲ့အခြေအနေဖြစ်ပါတယ်ဒါကျွန်တော်လူရင်းလေးကိုပြောလိုက်တာပါအဲ့ဒီနေရာမှာလမ်းလွဲသွားရင်ကျွန်တော်ဒီစေပညာဘွဲကိုလည်းရစရာအကြောင်းမရှိဘူးဒီလိုစင်မြင့်မော်ကိုတက်ရောက်ပြီးတော့ဒီလိုစကားတွေလည်းကျွန်တော်ပြောခွင့်ရမှာမဟုတ်ပါဘူးတကယ်လို့ကျွန်တော်အသက်မသေးဘဲနဲ့ရှိခဲ့မယ်ဆိုရင်လည်းခုချိန်မှာကျွန်တော်ဟာဒီဗေဒုလုပ်ငန်းနဲ့ပတ်သက်တဲ့စီးပွားရေးလုပ်ငန်းနဲ့ပတ်သက်တဲ့လုပ်ငန်းရှင်တယောက်ဖြစ်ကောင်းဖြစ်မယ်ပညာတတ်တဲ့အတွက်စာဖတ်တဲ့အတွက်စဉ်းစားဉာဏ်ရှိတဲ့အတွက်အလုပ်သမားဘဝမှာတော့အကြာကြီးနေရမှာမဟုတ်ပါဘူးလူစိုးလူမိုက်လုံရင်တော့မှခေါင်းဆောင်ဖြစ်မဲ့အရေးအသွေးတော့ရှိတယ်လို့ကိုခံယူတဲ့သူပါဆိုတော့အဲ့တော့အခုနေမှာတကယ်လို့သာဒီစာပေနဲ့မထိတွေ့ခဲ့ဘူးဆိုရင်ကျွန်တော်ဖြစ်နိုင်တာဒီတထေးတကြွယ်တယောက်လည်းဖြစ်နေနိုင်တယ်ပတ်စံကိုအမိရကြက်ကြက်ခေါင်းကကြက်ကြက်ဖြတ်စားလာစားလောက်တတ်တဲ့လမ်းဘေးကလူတယောက်လည်းဖြစ်နေနိုင်တယ်ပြောချင်တာကတော့ပတ်စံရှိပေမဲ့ဂုဏ်သိက္ခာရှိခြင်းမှရှိမယ်ဒါမှမဟုတ်မူရစေဝါတွေနဲ့အင်မတန်လက်ပွန်းတတိရှိတဲ့အတွက်ထောင်ထဲမှာပဲမထွက်ရတာမျိုးလည်းဖြစ်နိုင်တယ်ကျွန်တော်တို့မူရစေဝါတွေနဲ့အင်မတန်ရင်းနှီးခဲ့ပါတယ်မိုက်တဲ့စိတ်ကြောင့်ထောင်ထဲမှာပဲအသက်ကုန်ဆုံးသွားတာမျိုးလည်းဖြစ်နိုင်ပါတယ်အဲ့တော့ဒီလိုဖြစ်နိုင်တဲ့အခြေအနေတွေအားလုံးတွေကမကောင်းတဲ့အခြေအနေတွေအားလုံးတွေကကြော်လွန်ပြီးတော့ဒီကနေ့ဒီအခြေအနေကိုရောက်အောင်ဆရာဦးအောင်သင်းအစရှိသောစာပေနယ်မှလူကြီးမိဘများဆရာကြီးဆရာမကြီးများဒီကျေးဇူးကြောင့်ကျွန်တော်ဒီအခြေအနေကိုရောက်တာပါအဲ့တော့ဒီကနေ့မင်္ဂလာပါလို့နှုတ်ဆက်လိုက်တဲ့အချိန်မှာစိတ်ထဲမှာစောစောကပြောတဲ့ခံစားမှုတွေခံစားမိတယ်ဆိုတာစောစောကကျွန်တော်ပြောနေတာဥဖေမောင်တင်ကိုမင်းကိုနိုင်နဲ့ပတ်သက်လို့ကျွန်တော်ဒါလေးကိုပြန်သွားပါမယ်မင်္ဂလာပါဆိုတော့ဗမာစကားဟုတ်ရဲ့လားဆိုတဲ့အချိန်မှာစဉ်းစားမိတာဥဖေမောင်တင်ကဆရာကြီးဦးအောင်သင်းတို့ရဲ့ဆရာမြန်မာသားနဲ့ပတ်သက်လို့ဆရာကြီးနောက်တစ်ခါဥဖေမောင်တင်ကဗုဒ္ဓဘာသာမဟုတ်ဘူးနော်ခရစ်ယာန်ဘာသာကိုးကွယ်တယ်လို့လည်းသိရတယ်အဲ့ဒီမှာဦးအောင်သင်းတွေကိုမေးတယ်တဲ့အောင်သင်းရေဟုတ်ကဲ့ဆရာကြီးစိတ်ဆိုတဲ့စကားလုံးရဲ့မြန်မာအဓိပ္ပာယ်ကဘာများဖြစ်မလဲစိတ်ဆိုတဲ့စကားလုံးရဲ့မြန်မာလိုအဓိပ္ပာယ်အဲ့တော့မှဆရာကြီးဦးအောင်သင်းတို့ကစဉ်းစားတယ်တဲ့ဦးအောင်သင်းတို့ဟုတ်တယ်စိတ်ဆိုတာစိတ်တဆိုတဲ့ပါဠိကလာတာစိတ်ကမြန်မာစကားမဟုတ်ဘူးအင်္ဂလိပ်လိုပြောတော့လဲ mind ရှောက်စဉ်းစားတယ်စိတ်ဆိုတဲ့စကားလုံးရဲ့မြန်မာစကားကိုစဉ်းစားတာအဖြစ်မပေါ်ဘူးဆရာကြီးဥပ္ပေမောင်တရားလဲစိတ်ဆိုတဲ့မြန်မာစကားရဲ့အဓိပ္ပာယ်ကဘာပါလို့ပြောမသွားဘူးတဲ့အဲ့ဒီမှာဆရာဦးအောင်သင်းကပြောပါတယ်အတော်ဆုံးဆရာဆိုတာတဲ့တပည့်ကိုသင်ရိုးထဲမှာရှိတဲ့သင်ခန်းစာတွေအကုန်အစင်
သင်ပေးနိုင်လိုက်တဲ့ဆရာဆရာမကိုခေါ်တာမဟုတ်ပါဘူးတဲ့အတော်ဆုံးဆရာဆိုတာကျောင်းသူကျောင်းသားရဲ့တပည့်ဖြစ်သူရဲ့ပညာရှာဖွေစူးစမ်းလိုစိတ်ကိုအမြဲတမ်းတောက်လောင်နေအောင်မိထိုးပေးနိုင်တဲ့ဆရာကမှအတော်ဆုံးဆရာလို့ခေါ်တာပါဆိုပြီးမှတ်ချက်ကလေးရေးပါစိတ်ဆိုတဲ့ဗမာစကားလုံးရဲ့အဓိပ္ပာယ်ပါလေဆရာအဖြေပေးမသွားဘူးခုချိန်ဒီလဲသူရှာနေတော့မယ်တဲ့ပညာဆိုတာအဲ့ဒါလို့စီးပူးရတယ်ကွမောင်အောင်သိရလို့မပြောုံတမဲပဲတဲ့အောင်သိရင်မင်းတော်တော်သိနေပြီလားသိနေပြီဆိုရင်စိတ်ဆိုတဲ့အဓိပ္ပာယ်ကဘာများလဲကွာစကားလေးတစ်ခွန်းနဲ့အင်မတန်ယဉ်ကျေးတဲ့ဆရာကအင်မတန်သူမျောလင့်တဲ့တပည့်အပေါ်မှာပြုမှုဆက်ဆံလိုက်တဲ့အကြောင်းအရာဒီနေ့ကျွန်တော်တို့ပညာရေးကတော့ခုနကဆရာကြီးပြောတဲ့အထက်မှာလည်းပါပါတယ်ကျွန်တော်တို့ပညာရေးကတော့เนาะဒါသင်ဒါကျက်ဒါမေးဒါဖြေဆိုတဲ့အခြေခံအဆင့်ကျွန်တော်တို့ဖြတ်သန်းရပါတယ်ဒါကတော့တက္ကသိုလ်အဆင့်မှာတက္ကသိုလ်အဆင့်မှာလည်းအားနည်းချက်တွေအားသာချက်တွေကျွန်တော်တို့အားလုံးဖြတ်သန်းမှုတဲ့သူတွေဆိုတော့အားလုံးသိကြပါတယ်ပညာကိုလိုလားနေအောင်တောက်လောင်နေအောင်လုပ်ပေးနိုင်တဲ့ဆရာဆရာမပညာကိုတတိနဲ့ချွန်းနဲ့နော်တတိဓမ္မဉာဏ်မြေကတို့ပညာသဘာအာဘာပညာသမာအာဘာနတ္ထိဆိုတဲ့ပညာနဲ့တူတဲ့အလင်းအောင်ကမရှိဆိုတဲ့မီးမျိုးထိုးပေးနိုင်တဲ့ဆရာသောတော့ကျွန်တော်အဲ့ဒါကိုသွားတရိယာခုနကိုမင်းကိုနိုင်မေးတဲ့အချိန်မှာမင်္ဂလာပါလို့နှုတ်ဆက်တာမြန်မာလိုနှုတ်ဆက်တာဟုတ်ရလားမြန်မာလိုတော့မဟုတ်ဘူးမင်္ဂလာပါအင်္ဂလိပ်တွေဘယ်လိုနှုတ်ဆက်တယ်လဲစဉ်းစားတော့အင်္ဂလိပ်တွေကအင်္ဂလိပ်လိုနှုတ်ဆက်တာပေါ့ Good morning ကောင်းသောမနက်ခင်းပါ and good evening and good night ဒီလို good ဆိုတဲ့စကားလုံးလေး adjective ကလေးသုံးတယ်ကောင်းတယ်ဆိုတဲ့အဓိပ္ပာယ်ကိုသူတို့သုံးတယ်ဘာလို့ကောင်းတယ်ဆိုတဲ့အဓိပ္ပာယ်သုံးတယ်လဲအင်မတန်စိုးတဲ့ရာသီဥတုအပေါ်မှာမှီခိုပြီးနေကြရတဲ့သူတွေဖြစ်တဲ့အတွက်နေကလေးပွင့်တာများဆဆပါပါမြင်ရရင်ရာသီဥတုတာယာနေတာလေးများကြုံရရင်သူတို့မှပျော်လို့ရွှင်လို့ have a nice day တယောက်နဲ့တယောက်တွေ့နှုတ်ဆက်ကြ have a nice day အိုးဒီနေ့လေးကတော့တာယာလိုက်တာဒီနေ့လေးကတော့လှပလိုက်တာ have a shiny day ဒီနေ့ကတော့တော်တော်ပပပဲနော်အစရှိသဖြင့်အခုအမေရိကန်မှာနေတဲ့ကျွန်တော်မိတ်ဆွေများဓာတ်ပုံတွေပို့ပေးပါတယ်အိမ်ကိုနှင်းဖုံးနေတဲ့ပုံတွေဗမာနိုင်ငံလိုပြောမယ်ဆိုရင်မိသက်ကားတွေနဲ့မိသက်တပ်ဖွဲ့ဝင်တွေကကားတွေမောင်းလို့ရအောင်နှင်းတွေကိုကော်ပြားနဲ့လိုက်ထိုးနေရတဲ့ပုံတွေအမေရိကန်အစိုးရအကြောင်းတွေရုံးတွေပိတ်ပေးထားတဲ့အကြောင်းနှင်းတွေအများကြီးပဲဆိုတော့အဲ့ဒါလို့သူတို့စိုးဝါးတဲ့ရာသီဥတုမှာနေကြရတဲ့သူတွေဖြစ်တဲ့အတွက် Good morning ဒီနေ့မနေ့လေးကတော့ကောင်းသောမနေ့လေးပါဒီလိုနှုတ်ဆက်ကြတယ်တဘာဝကြတယ်ရာသီဥတုစိုးသွားမှုပေါ်မှာမူတည်ပြီးနေရတဲ့အတွက် Good morning good evening ကောင်းတယ်ဒါဆိုရင်ကမ္ဘာစစ်တွေအတွင်းတော့ကငတ်ခက်ပြတ်ခဲ့ဘူးတဲ့နိုင်ငံတွေရှိခဲ့ဘူးတယ်အစာရေစာပြတ်လက်ပြီးတော့ဒုက္ခရောက်ခဲ့ဘူးတဲ့နိုင်ငံတွေကိုရီးယားလိုနိုင်ငံမျိုးတရုတ်လိုနိုင်ငံမျိုးစားစရာမရှိအောင်ငတ်ခဲ့ကြဘူးတဲ့ဒုပိကန္တရကတ်လို့ခေါ်မဲ့အစာရေစာပြတ်လက်တဲ့အခြေအနေကိုတို့ရင်ဆိုင်ခဲ့ရတယ်နောက်ဆုံးစားစရာမရှိတော့အိမ်မှာမွေးထားတဲ့ကိုယ့်ရဲ့အိမ်မွေးခွေးကိုတောင်တတ်စားရတဲ့ဘဝမျိုးလမ်းပေါ်မှာပြေးနေတဲ့ခွေးကိုစားတော့ရတဲ့ဘဝမျိုးဒါကြောင့်မလို့ဒီနေ့ကိုရီးယားလူမျိုးတွေတရုတ်လူမျိုးတွေကခွေးသားစားကြသလားတော့မသိဘူးဒါတော့သူတို့လူမျိုးချင်းချင်းနှုတ်ဆက်တဲ့အခါမှာသူတို့ကဘယ်လိုနှုတ်ဆက်တယ်လဲဆိုရင်တဲ့ကိုရီးယားချင်းချင်းတရုတ်ချင်းချင်းတွေ့ရင်စားပြီလားလို့နှုတ်ဆက်တယ်တဲ့အဓိပ္ပာယ်ကမင်းသိဉာဏ်စားနေသလားဒါမှမဟုတ်ရင်မင်းငတ်မြန်နေသလားမင်းမျက်နှာကြည့်ရတာနေ့လေသာမစားရသေးပုံပဲနော်တကယ်လို့များမင်းသိစားလောင်နေရင်သိမြန်ငတ်နေရင်ငါမှရှိတဲ့တစ်ဖက်တစ်ရွက်ကိုကျွေးရမလားအဓိပ္ပာယ်ကငတ်ခဲ့ဘူးတဲ့ခစ်ကိုဖြတ်ခဲ့ကြဘူးတဲ့သူတွေဖြစ်တဲ့အတွက်နှုတ်ဆက်တာဒီစားပြီလားဒါဆိုရင်ကျွန်တော်တို့မြန်မာလူမျိုးတွေကမင်္ဂလာပါဆိုတဲ့စကားကလည်းမြန်မာစကားမဟုတ်ဘူးဆိုရင်ဘယ်လိုများနှုတ်ဆက်သင့်တယ်လဲစဉ်းစားရမယ်မြန်မာအမျိုးသားတွေရဲ့တက်တန်းက research စိတ်သုတေသနအရ58နှစ်လို့သိရပါတယ်ဒါဆရာဦးတာချိုဆိုတာတော်တော်ကန်ကောင်းတယ်59 60ရဲ့ရောက်သွားပြီတော်တော်ကန်ကောင်းတာတကယ်တော့58နှစ်ကျွန်တော်ဆိုအများကြီးကြံသေးတယ်အမျိုးသမီးတွေရဲ့တက်တန်းက63နှစ်ကျွန်တော်နိုင်ငံ
ထိုင်းနိုင်ငံအမျိုးသားတွေရဲ့သက်တမ်းက80အမျိုးသမီးတွေက85ဘာဖြစ်လို့အမျိုးသမီးတွေကနည်းနည်းလေးပို့ပို့နေလဲတော့မသိဘူးဒီနေရာမှာ lady first ဘာညာရှိလာတော့မသိဘူးစင်ကာပူနိုင်ငံမှာအမျိုးသားတွေက80လောက်ထိသွားတယ်အမျိုးသမီးတွေက85လောက်ထိရောက်တယ် average ပေါ့နော်ဂျပန်မှာကျွန်တော်ဒါရှေ့တောင်အာရှနဲ့အာရှလောက်ပဲဆွဲလိုက်တာပါဂျပန်မှာအမျိုးသားတွေက90လောက်ထိရောက်တယ်အမျိုးသမီးတွေက90နဲ့100ကြားလောက်ထိစစ်တမ်းရသွားတယ်အဲ့တော့တနိုင်ငံနဲ့တနိုင်ငံစစ်ဖြစ်ရင်ဘာညာအဲ့လောက်ထိမတွေးပါနဲ့တက္ကသိုလ်ကျောင်းသူကျောင်းသားတွေကိုကျွန်တော်အဲ့လောက်အပင်မခံစေချင်ဘူးဘာမှကျွန်တော်တို့ကလက်နက်တွေဘာတွေကင်ဆွဲစရာမလိုဘူးကိုယောဂါနဲ့ကိုသေတာနဲ့တင်ကျွန်တော်နိုင်ငံအကုန်တယ်ဘာစစ်မှတိုက်စရာမလိုဘူးဂျပန်နဲ့သက်တမ်းချင်းရှင်အောင်ကျွန်တော်2ဆလောက်ဖြစ်နေပြီဟုတ်တယ်မလားကျွန်တော်50ဆိုသေပြီလေသူတို့80 90နေမှလေဘာမှတော့တိုက်စရာမလိုဘူးဘာလို့အဲ့လောက်ဖြစ်တယ်လဲသက်သေပြစရာရှိတဲ့လူရှင်တော်ကြီးကိုကင်းကောင်အားလုံးချစ်ပါတယ်ကိုကင်းကောင်55နှစ်ဆုံးသွားပြီကိုကင်းကောင်ရဲ့ရှေ့2ပတ်လောက်မှဆုံးတာကိုမင်းစိန်လူချမ်း56နှစ်အဲ့ဒီရဲ့နောက်2ပတ်လောက်မှဆုံးတာဆရာမောင်သားချိုရဲ့တငယ်ချင်းအရင်ဆွေမျိုးဆိုင်ရင်မရညီကိုတောင်တော်သေးတယ်လို့ပြောတယ်ကြပြဆရာကိုရမုံနဲ့59နှစ်ရင်ဘတ်တွေအောင်းနေနဲ့ကျွန်တော်လည်းအောင်းတာ2ပတ်လောက်ရှိပြီရမက်တွေအောင်းနေနဲ့ဆရာဝန်သွားပြဆရာဝန်ကအသေးဆိုပြီး2ပတ်လောက်ခုအောင်းတာမသက်သာဘူးဘုံဆိုဘိုက်ဖွင့်လိုက်တော့ဥမာကြီးကင်ဆာဒီနေ့ဖွင့်နောက်နေ့သေးဒီနေ့ဖွင့်နောက်နေ့ဆုံးတာပဲဆရာမသားရွှေရဲ့တကယ်ချင်းရင်ခောက်ပါစာဖတ်တဲ့သူတွေကတော့သိပါတယ်အိမ်မက်ဖူးဆိုတဲ့မဂ္ဂဇင်းကိုအတူတူရင်ခုန်ခဲ့ကြတဲ့တကယ်ချင်းရင်းချတွေပါအရင်ဦးဆုံးထွက်ခွာသွားသူပေါ့59နှစ်အဲ့ဒီနေ့တနေ့တည်းမှာတကြိုရတဲ့သူကစာဖတ်တဲ့သူတွေသိတယ်အဲ့စကားလေးတော့ဘလို့မှမအောင်မေးပါနဲ့နော်စာမဖတ်ရင်တော့မသိဘူးလေစာဖတ်မှသိမှာခွဲခြားပြီးပြောတာမဟုတ်ပါဘူးအဲ့ဒီနေ့တနေ့တည်းတကြိုရတဲ့သူက editor ယတိမဂ္ဂဇင်းတို့ popular journal တို့မှာလုပ်ခဲ့ဘူးတဲ့တခြားသောအလုပ်တွေလည်းအများကြီးလုပ်ဖူးတယ်ဇာညွှန်းရေးတာတို့ဘာလို့အများကြီးလုပ်ဖူးတယ်စာပေနယ်က editor ဆရာကိုလွမ်းဝင်နိုင်ကျွန်တော်တို့ကကိုလွမ်းလို့ခေါ်တယ်ဆရာလွမ်းလို့ခေါ်တယ်56နှစ်ဆိုတော့ကျွန်တော်ခုနပြောတဲ့တက်တန်းကမှန်နေတယ်နော်အမျိုးသားရဲ့တက်တန်းက58နှစ်အမျိုးသမီးရဲ့တက်တန်းက63နှစ်ဆိုတာတက်တန်းမှန်နေပါတယ်ဒါဆိုကျွန်တော်တို့ဘယ်လိုနှုတ်ဆက်တင်လဲနေကောင်းရဲ့လားသိတော့မှာလားကင်ဆာလားရင်သားကင်ဆာလားဥမာကြီးကင်ဆာလားအစာအိမ်လားအသေးလားဘာနဲ့သိမှာတော့ဒီလိုနှုတ်ဆက်ရတော့မှာကျွန်တော်တို့ကစိတ်လိမ်လုံးဝမတော့တဲ့အမျိုးသမီးကအဆုတ်ကင်ဆာတဲ့အရက်လုံးဝမတော့တဲ့အမျိုးသမီးကအသေးကင်ဆာတဲ့အမျိုးသမီးအသေးကင်ဆာနဲ့သေတော့ဒီလူကခြေကွဲတယ်သူကနေတိုင်းတောက်နေတာလေသူကမဖြစ်ဘူးသူအမျိုးသမီးကဖြစ်တယ်အဲ့တော့ तू ကလာပြောတယ်ပညာလည်းမတတ်တဲ့အခါကျတော့ဆရာတဲ့အရက်ဟာအနတ်နဲ့ကင်ဆာဖြစ်နိုင်လားတဲ့ဘလို့ဖြစ်ရမှာတော့အနတ်နဲ့ကင်ဆာတောက်တာကျွန်တော်လေးတဲ့သေတာသူတဲ့တောက်တာသူသေတာသူမိန်းမယောဂအသေးကင်ဆာနေတိုင်းတောက်နေတာ तू အခုမနေ့နေ့လည်းညတောက်နေတာ तू ကျွန်တော်မနေချင်ဘူးဆရာလည်းမြန်သေးအေးရောတဲ့မသိနိုင်ဘူး तू ကြတော့လေအဲ့ तू ကပြောသေးတယ်စိတ်ကောင်းဝင်တဲ့အချိန်နည်းနည်းလေးမူးနေတဲ့အချိန်ချွေနေတဲ့အချိန်ကျွန်တော်တို့ကတန်နေပြတယ်ဆရာတဲ့တန်မီတဲ့ကျွန်တော်တို့ကတဲ့ငါ तू အဲ့လိုလေးပြောပြီးဝင်းနေတော့တာ तू မိမလည်းအင်မတန်ချစ်တဲ့သူဆိုတော့ကျွန်တော်မိမမတန်ဘူးဗျာလောက်တာ तू ကသူ့စိတ်ထဲမှာကြည့်ရတာကင်ဆာလို့များစောစောကြိုသိရင် तू မိမပါအရက်တိုက်မဲ့သဘောရှိတယ်တန်အောင်လို့လေအဲ့တော့ကျောင်းသူတွေကတမျိုးတွေးပြီးတော့ငါတို့လည်းတန်အောင်တော့မှာပဲမလုံးနဲ့နော်ဒီကင်ဆာဖြစ်စေတဲ့အချက်လက်တွေကဒီနိုင်ငံမှာအများကြီးဖြစ်နေပြီမြန်မာနိုင်ငံဟာကောင်းတာတွေနဲ့ပတ်သက်ပြီးပြောရင်အများအားအောင်ဆုံးကကောင်းတဲ့အချက်လက်တွေကိုပြောရင်မြန်မာနိုင်ငံအောင်ဆုံးကကမ္ဘာမှာနိုင်ငံပေါင်း215နိုင်ငံရှိတယ်မြန်မာနိုင်ငံရဲ့အဆင့်က203သူ့အောင်မှာ12နိုင်ငံပဲရှိတော့တယ်အရှေ့တောင်အာရှအာဆီယံမှာ10နိုင်ငံရှိတယ်မြန်မာနိုင်ငံရဲ့အဆင့်ကနံပါတ်10အောင်ဆုံးပါပဲအရှေ့တီမောဆိုတဲ့နိုင်ငံအာဆီယံနဲ့လာ join နေပူးပေါင်းဖို့အဲ့တော့မြန်မာကလိုက်လဲသဘောတူတယ်နံပါတ်ကလေးပါလေးပြောင်းလို့ပြောင်း냐ဟုတ်တယ်နံပါတ်ပြောင်းသွားတယ်တီမောဝင်လာတော့မြန်မာနိုင်ငံနံပါတ်17ဖြစ်သွားတယ်အစ10တီမောဝင်လာတော့17အဲ့တော့စိုးတဲ့ကိစ္စတွေကိုကြည့်မယ်ဆိုရင်အောက်ဆုံးမှာ
ကောင်းတဲ့ကိစ္စတွေကိုကြည့်ရင်အောက်ဆုံးမှာဆိုးတဲ့ကိစ္စတွေကိုကြည့်ရင်တော့ထိပ်ဆုံးမှာကင်ဆာအဖြစ်အများဆုံးနိုင်ငံ first မြန်မာနိုင်ငံလက်ပေးလက်ယူအများဆုံးနိုင်ငံမြန်မာနိုင်ငံဥပဒေစိုးမိုးမှုအနည်းဆုံးနိုင်ငံထဲမှာ top 10 list ထဲမှာပါတယ်မကောင်းတာတွေအားလုံးမှာထိပ်ဆုံးကသို့တော့ကောင်းတာလေးတစ်ခုတော့ရှိတယ်ဒါတော့ထည့်ပြောရမှာမြန်မာတာပရဟိတနဲ့ပတ်သက်ရင်လည်းမြန်မာထိပ်ဆုံးမှာရှိပါပထမတော့အမေရိကန်နိုင်ငံနဲ့ဒီအနောက်ကနိုင်ငံတွေကပရဟိတဒီ donation လုပ်တဲ့နေရာမှာသူတို့ကနံပါတ်1ယူထားတာအချာကြီးပဲဒါပေမဲ့ခုမြန်မာနိုင်ငံကိုလွှဲပေးလိုက်ရပါတယ်ဘာလို့လွှဲပေးလိုက်ရလဲဆိုတော့မြန်မာနိုင်ငံကိုပဲပထမပေးသင့်ပါတယ်တဲ့ဘာဖြစ်လို့လဲဆိုတော့အခုပထမရနေတဲ့နိုင်ငံတွေကချမ်းသာလို့လှူတဲ့ပထမဆင်းဝင်မြန်မာနိုင်ငံကကမ္ဘာအဆင်းဆုံးနိုင်ငံအောက်ဆုံးအမွဲတေဆုံးနိုင်ငံကနေလှူနေတာဖြစ်တဲ့အတွက်ဒီလိုတူနေရင်မြန်မာနိုင်ငံကိုပဲပထမပေးသင့်ပါတယ်ဆိုပြီးတော့ပရဟိတနဲ့ခုနကလှူတဲ့တန်းတဲ့နေရာမှာတော့မြန်မာဟာကမ္ဘာမှာ first ဖြစ်ပါတယ်ဒါလေးကတော့ချမ်းချမ်းဖန်ဖန်ဂုဏ်ယူစရာလေးပေါ့နော်အဲ့တော့လူဝတန်းရတာဗမာတွေကတကယ်ဝါသနာပါတယ်တကယ်ဝါသနာပါတယ်ဟာဟိုဘက်ရက်ွက်မိလောင်သွားတယ်ဒီဘက်ရက်ွက်လူကပျော်နေပြီပျော်ကြတယ်ဘာလို့ပျော်ကြတယ်လဲဟာဓာတ်ပုံလေးတွေနဲ့ဓာတ်ပုံရိုက်မယ်ဆယ်ဖီဆွဲမယ်ပုံတွေတင်မယ်မိတွေလောင်နေပြီ level အဆင့်ဘယ်လောက်ရောက်နေပြီတချို့ဆိုလို့ရှိရင်ဟေ့ပျော်စရာကြီးဟေ့မနေ့ကညရင်ငါတို့ထမင်းတို့တွေဝေရတော့မယ်ဟေ့ပရိုက်တာတွေလောက်ကြတော့မယ်ဟေ့တချို့ဆိုရင်အင်းနော်အရင်တစ်ခါတော့ဘဲဥပဲကျွေးတာဘဲဥထဲမှာပတ်စံလေးတွေထည့်ပြီးတော့မြုပ်သွားတာပျော်စရာကြီးနော်လောင်နေတဲ့မီးကိုဘယ်လိုငြိမ်းမလဲတော့မစင်စားဘူးမနေ့ဖြန်ထမင်းတို့ဝေဖို့ပျော်တဲ့လူတွေထဲမှာကျွန်တော်တို့ပါတယ်မှုန်တိုင်းတွေတိုက်ပြီးအေးပျော်တယ်ဟေ့ဘာအတွက်ပျော်လာလဲပရိုက်တာလောက်ရတော့မယ်တက်ကတော်နေမြေမှာမဟုတ်လို့ကျွန်တော်ပြောတာပါကိုမထောက်မညာကိုပေါင်ကိုလန်ထောင်းရရင်ကျွန်တော်တို့ပညာနဲ့တော့နည်းနည်းဝေးတယ်ဗျာတွေးမလားသေမလားလို့မေးရင်တွေးမလားသေမလားလို့မေးရင်ကျွန်တော်တို့ကသေလိုက်မယ်တဲ့မတွေးတော့ဘူးတဲ့မတွေးချင်ဘူးသေလိုက်မယ်သေပေးမယ်မတွေးပြစေနဲ့မတွေးဘူးအဲ့တော့ပရိဟိတလုပ်တဲ့ထမင်းတုပ်လေးတွေကိုထုတ်တာဟာအဓိကလားကိုထမင်းကိုချက်စားတတ်အောင်ကိုထမင်းကိုရှာစားနိုင်တဲ့ပညာပေးရမယ့်ဟာကအဓိကလားဆိုတာကျွန်တော်စဉ်းစားရလိမ့်မယ်အဝတ်တစ်ထည်ကိုတစ်ခုလှူလိုက်တာဟာအဓိကလားကိုအဝတ်ကိုချုပ်လုပ်ပြီးတော့ရက်လုပ်ပြီးတော့ဝစ်စင်တတ်အောင်သင်ပေးလိုက်တဲ့ပညာကအဓိကလားအဲ့ဒီလိုအတိဒုက္ခတွေရောက်မှကိုညီတာထက်အတိဒုက္ခမရောက်ခင်ကတည်းကကိုရှင်သန်နိုင်အောင်မွေးမြူပေးတာဟာအဓိကလားတကယ်ပညာနဲ့ရှင်ပြီးစဉ်းစားရင်ကျွန်တော်တို့အားနည်းပါတယ်ဒါကြောင့်လဲကျွန်တော်တို့ရဲ့နိုင်ငံရဲ့အခြေအနေဟာဒီအခြေအနေရောက်နေတာပါစိတ်ရင်းစိတ်ထားအခြေခံအဖြစ်ကောင်းကြတယ်သို့တော်အဲ့ဒီကောင်းမွန်မှုကပညာမပါတဲ့စဉ်းစားတွေးခေါ်မှုမပါတဲ့အမျှော်အမြင်မပါတဲ့အရာမျိုးဖြစ်နေတယ်မစဉ်းစားဘူးကျွန်တော်တို့ကကျေးလက်တော့ရအနှံ့ကိုသွားနေရတာရွာတရွာကိုဝင်သွားတယ်ရွာတရွာကိုဝင်သွားတယ်10 မိုင်အကွာဝေးရှိတယ်မြို့နဲ့10 မိုင်ကိုဘယ်လောက်မောင်းမလဲအမြန်လမ်းဆိုလမ်းပါမျိုးဆို10 မိုင်ဟာ10 မိနစ်ပေါ့နည်းနည်းလေးလမ်းကမကောင်းဘူးဆိုရင်နိုင်ဝက်ပေါ့အကွေ့ကောက်များတယ်ဆိုရင်တနာရီပေါ့10 မိုင်ကို4 နာရီမောင်းရတယ်4 နာရီအဲ့ဒီမြို့နဲ့ဝေးတဲ့10 မိုင်ကို4 နာရီမောင်းရတယ်ဝင်သွားလိုက်တော့ရွာတရွာလုံးလှုပ်ရှားရတဲ့အလုပ်ကငါးရှာဖားရှာစားရတဲ့အလုပ်တခြားလေးနောက်ထောင်စေခြင်းနဲ့ညီတို့နှမတို့ရွာဆင်းရဲတယ်ဘာလို့စာပေဟိုဘက်လှုပ်လဲတော့ကျွန်တော်မတွေးမိတယ်စိတ်ထဲမှာသူတို့ရှိရသူတို့ပေးမဲ့လက်ဆောင်လေးငပိငချောက်လေးယူရမှာတော့အားနာတယ်သူတို့တော်တော်ဆင်းရဲတာကိုမြင်နေရတယ်ဒါပေမဲ့ရွာလေကောင်ရောက်တဲ့ကောင်မှာဘွားကနေမြင်လဲရတာကြီးကတကယ့်ကိုတောင်ရင်သာနှက်ပြူရောက်သွားသလိုမြင်လဲရတာကြီးကဘာလဲဆိုတော့ဘုန်းကြီးเจ้าရွှေချောင်းပြောင်ဝင်းခေါင်ကောင်ရွာမီးမရှိဘူးဘုန်းကြီးတုံးတက်တကယ့်ကိုနော်ဒီစနပုတ်မဲညစ်နေတဲ့ဖုံနေသဲနေရွှွနေဘွက်တွေမဲညစ်နေတဲ့အထဲမှာတုံးတက်တကယ်နတ်ပုံနာနမ်းမယ်ကျွန်တော်ဗုဒ္ဓဘာသာပါနော်တာမန်ဗုဒ္ဓဘာသာမဟုတ်ပါဘူးနော်အစင်တန်းမြင့်တဲ့ဗုဒ္ဓဘာသာဝင်တယောက်ပါစာပေဖတ်ရှုလေ့လာမှု
မပြတ်ရှိတဲ့သူတယောက်ပါမယိုးဖလာအဆင့်မဟုတ်ဘူးနော်ကျွန်တော်ရဲ့ဘာသာတရားပေါ်မှာထားတဲ့စိတ်ကခုနကဒီရွာလေးရဲ့အခြေအနေစာပေဟောပြောပွဲနဲ့အတူတွဲဖက်ကျင်းပတာဘာလဲဆိုတော့တရားပွဲဘယ်နည်းရက်လဲလို့မေးလိုက်တော့15ရက်15ရက်ကျင်းပစာပေဟောပြောပွဲက2ရက်ဘုန်းကြီး15ရက်လူ2ရက်ဆရာတော်တွေတန်ဃာတွေကိုနဝကမ္မကတ်လူငွေဟာအ ਨੇ ဆုံးတညမှာ15သိန်းနဲ့30ကြားတေချာပေါ့လှူတယ်လို့ပြောပါတယ်အဲ့တော့ကျွန်တော်ကကိန်းကနန်းသမားဆိုတော့ကျွန်တော်တွက်ကြည့်လိုက်တယ်15သိန်းနဲ့ပဲကျွန်တော်တွက်ပါတယ်15လီ15ပါဘူး15လီ225တနစ်ကို225သိန်းရေးထားတဲ့စိုင်းဘုတ်ကိုကြည့်လိုက်တော့43ချိန်မြောက်ဟာ225သိန်းကိုကျွန်တော်43ချိန်နဲ့မြောက်လိုက်တော့သိန်း200ကို40နဲ့မြောက်သိန်း200ကိုလွယ်အောင်40နဲ့မြောက်ဘယ်လောက်ဖြစ်မလဲသိန်း200ကို40နဲ့မြောက်ဘယ်လောက်လဲသိန်း8အဲ့ဒီရွာလမ်းကြီးကောင်းအောင်ခင်းလို့ရတယ်ဗျာအဲ့ဒီရွာတစ်ရွာလုံးကိုမီးလင်းအောင်လုပ်လို့ရတယ်ဗျာအဲ့ဒီရွာမှာမွေကြိုက်ပြီးသေးတဲ့သူတစ်နှစ်ကို10ယောက်လောက်ရှိတယ်မိုးစစ်ပြည့်စည်မရှိဘူးစားချိုက်မရှိဘူးကျမ်းမာရေးစေဘေးကံကောင်းအောင်မရှိဘူးဒါပေမဲ့ကျွန်တော်စကားကိုတချို့ကြိုက်ကြမှာမဟုတ်ဘူးရွှေချောင်းပြောင်ပြောင်တကယ်ဝင်းခေါင်ခေါင်ကျွန်တော်ဒီစကားကိုဒီနားလောက်ရတာကောင်းမယ်ထင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့မစင်စားဘူးတခုခုနဲ့6လိုက်ရင်ကျွန်တော်က6တယ်ဒါကြောင့်ငရဲကန်းကလည်း6လွန်းဘုံကန်းကလည်းမြောက်လွန်းဆိုတာတကယ်အစစ်မှန်ဘာသာတရားကြားထဲမှာငရဲကန်းကြောင့်လည်း6လိုက်တာဗျာဘုံကန်းကြောင့်လည်းမြောက်လိုက်တာအလယ်မှာတကယ် absolute အမှန်တရားအဲ့ဒီ absolute အမှန်တရားကိုဉာဏ်ဉာဏ်သွေးနဲ့သွားမှသိနိုင်မှာဒါကျွန်တော်ဒီကနေ့ဒါတော့ခုနပရိုက်တာနဲ့ပတ်သက်လို့ကျွန်တော်ရည်ရွယ်ပြီးပြောလိုက်တာကျွန်တော်တို့ရဲ့စိတ်ကအဲ့လိုရှိတယ်စာကြည့်တဲ့အတွက်လူငွေလေးထည့်ပါဆိုတော့အမေပြန်မလာသေးဘူးတဲ့စာကြည့်တဲ့အတွက်လူငွေ900 1000ကျတော့အမေပြန်မလာသေးဘူးအဖေမနိုးသေးဘူးစောစောကပြောတဲ့ကိစ္စရက်တွေမှာကျတော့ကိန်းကနန်းပေါင်းမြောက်များစွာဒီနည်းနဲ့ကျွန်တော်တို့ကဝင်းနေစရာကောင်းတဲ့ခြေခွဲစရာကောင်းတဲ့တိုင်းပြည်နိုင်ငံတစ်ခုအဖြစ်ဖြတ်သန်းနေရပါတယ်ရှိတဲ့ငွေကြေးနဲ့စီမံခန့်ခွဲမှုနဲ့စနစ်တကျကျွန်တော်တို့မသွားနိုင်ဘူးဟုတ်ပြီကျွန်တော်စကားတွေလည်းချော်မသွားရလေအောင်ခုနကပြောချင်တဲ့အိဗယ်ကကဘာပေါ်မှာကျွန်တော်လှူဒန်းတဲ့နေရာမှာထိပ်သီးစဉ်းစားမလားသိမလားလို့မေးရင်ကျွန်တော်တို့ကမစဉ်းစားဘူးစဉ်းစားဘာသာတရားနဲ့ပတ်သက်လို့လည်းပေါ်တန်နေတော့များတယ်ကျွန်တော်ညီမကျွန်တော်ထမများကိုတွေ့တုံးလေးပြောပြစီလေးနဲ့စေချင်ပါတယ်တိုင်းပြည်ဘာကြောင့်အောက်ဆုံးနောက်ဆုံးရောက်သွားတယ်လဲတစ်ပညာရေးချုံးငယ်လို့အောက်ကိုရောက်သွားပါတယ်အမြဲတမ်းပြောတဲ့စကားပါဥအောင်သိန်းရဲ့စကားပါပဲတောင်ကြီးတွေလျှောက်ပြောမနေနဲ့ကွာတဲ့တို့ပညာမတတ်လို့သူ့ကြုံဘွားရောက်ခဲ့တာအင်္ဂလိပ်မြန်မာပထမကျူးကျော်စစ်1824ကနေစနောက်ဆုံး1885 2 ကြိမ်3 ကြိမ်ပါတော်မူသွားပြီအပိုးတွေမပြောနဲ့တဲ့တို့ပညာမတတ်လို့ရှုံးခဲ့တာမျိုးချစ်စိတ်တဲ့ရှင်သန်ထက်မဲ့ရရလက်နဲ့ဆွဲကင်တုံးလိုက်ကြားဆိုပြီးတက်သွားတာဟိုကလက်ပြပုံနဲ့ကောက်ထူတော့အကုန်သေးကုန်ရောတယ်အမိမြေကိုတလဲမကျူးကျော်မခံဘူးဆိုပြီးတော့ရင်ကော့ပြီးတော့ဟိုကစက်တနတ်နဲ့တက်ဆွဲလိုက်တော့အကုန်မသာဘောကုန်ရောတဲ့တို့သူတို့လိုလက်ပြပုံမလောက်တတ်ဘူးတဲ့တို့သူတို့လိုတက်ဆွဲเสียစက်တနတ်မရှိဘူးတဲ့တို့တူမီးကတစ်ချက်ထက်တစ်ချက်ပြစ်ဒါတောင်ရှေ့မထွက်ပဲနောက်ထွက်တဲ့အလှည့်တွေအများကြီးတဲ့အဲ့လိုထဲ့နေတော့ဟိုကတက်ဆွဲသွားတော့လက်ပြပုံနဲ့ကောက်ထူတော့တို့အကုန်သေးတာပဲတဲ့စကားတွေအများကြီးမပြောပါနဲ့ကွာတဲ့တို့ပညာမတတ်လို့သူ့ချွန်ဘွားရောက်ခဲ့တာတိုင်းပြည်ဆုံးရှုံးသွားတဲ့အထက်မှာပညာမတတ်ဘူးသူ့ချွန်ဘွားရောက်ခဲ့တယ်နံပါတ်1ပထမကဘာစစ်ဖြစ်ပြီးဒုတိယကဘာစစ်ဖြစ်ပြီးတတိယကဘာစစ်မဖြစ်သေးဘူးဖြစ်ရင်လည်းမပူနဲ့မဖြစ်ရင်လည်းမဖြစ်သေးလို့မပူနဲ့ရှင်းပါတယ်မဖြစ်ရင်မဖြစ်သေးရင်မပူနဲ့လေဖြစ်မှမဖြစ်သေးတာဖြစ်ရင်ကော
ပူဇာမလို့လေခလုတ်တစ်ချက်နှိမ့်ရင်အကုန်လုံးပြာကျသွားမယ်ကိစ္စဒါဆိုဆရာကျွန်တော်တို့ဘာလုပ်တင်တယ်လဲနော်ငါနော်ချလိုက်မယ်နော်လှုပ်လိုက်မယ်နော်မပူနဲ့တကယ်လုံးမဲ့ကောင်အဲ့လိုကိုမပြောဘူးကျွန်တော်ငယ်ငယ်တုန်းကရံပွဲတွေအများကြီးဆင်နွှဲခဲ့တာဒီကောင်ကိုရိုက်မယ်လို့စဉ်းစားပြီးတာနဲ့ပြီးပြီရိုက်ပြီးပြီဘာမှပြောမနေဘူးဒီကောင်ကလည်းကိုယ်တီးမယ်ဆိုတာနဲ့ကိုလာတွေကစောင့်ပြီးသားကိုလည်းကွဲပြီးသားပဲနောက်မဆွဲနဲ့တော့မဆွဲနဲ့တော့ဆိုတဲ့ကောင်အဲ့ကောင်တွေကအဲ့ဒါလေးပေါ်တဲ့ကောင်တွေဆွဲအောင်ပြောနေတဲ့ကောင်တွေအဲ့ဒီကောင်တွေကလည်းတကယ်လုံးမဲ့ကောင်ကဘာမှကိုမပြောဘူးလှုပ်သွားတာချွစ်ဆိုထိုးသွားတာဟိုကောင်ဘိုက်ကလေးနှိပ်ပြီးကြမ်းခဲ့တာဥကွေလေးကအပြင်ထွက်လို့တကယ်လှုပ်တဲ့ကောင်ကပြောကိုမပြောဘူးအော်နေတဲ့ကောင်ကလည်းတကယ်မလုပ်ရဲဘူးမြောက်ကိုရီးယားနဲ့အမေရိကန်လည်းဒီတိုင်းပဲမင်းနော်ငါနော်မလုပ်ရဲဘူးဘာလို့လဲလုံရင်အတူတူပဲလေလက်နက်တွေကအကောင်းစားတွေပိုင်ဆိုင်ထားတာသူ့နိုင်ငံလည်းပြကြကိုယ်နိုင်ငံလည်းပြကြဟာဘာမှဟိုမဟာမိတ်တွေဘာတွေမစင်စားနဲ့နော်မဟာပြဖြစ်ဖို့သာစဉ်းစားထားသူတို့ပြကြမှာတော့ကိုယ်လည်းပြကြပြီပေါ့ဒါကြောင့်မလို့တကယ်မလုပ်ပါဘူးမင်းတော်ငါတော်လုပ်နေတာအဲ့တော့ကျွန်တော်တို့ကတကယ်တက်ကဘာစီဖြစ်လဲပူဇာမရှိဘူးမဖြစ်လဲပူဇာမရှိဘူးလေနေသာတပလေညာကနော်မုံရွာကြောက်ကလမ်းပေါ်မှာကောင်းမလေးဆရာအဖြေရဖို့ရည်ကြီးတယ်ဟလားတက်ကဘာစီဖြစ်ခြင်းဖြစ်မဖြစ်ခြင်းနေလောလောဆယ်မင်းရဲ့အဖြေစကားဟာကိုယ့်ရင်ထဲမှာတက်ကဘာစီတဲ့ပို့ပြီးကြီးမားပါတယ်ချစ်သူရဲ့ပေါ့အဲ့လိုဇလန်အနေနဲ့စလာအဲ့တော့ကျွန်တော်တို့ပညာမတက်လို့သူ့ကြုံဘဝရောက်ခဲ့တာအခုရောတက်သလားတက်ဘူးဒါပေမဲ့အခုလဲကျွန်တော်တို့ကြုံပြုခံနေရတာပဲဒါ Apple အသေးအံဝယ်ရတာလေးထွက်တာနဲ့ဒါပေမဲ့ဒါဟောင်းသွားပါပြီ3နှစ်ရှိပြီဆိုတော့အခုထွက်တဲ့ Apple XS ဆိုရင်ထွက်ချင်28သိန်းလို့ပြောတယ်စင်ကာပူမှာတန်းစီပြီးဝယ်ကြတယ်မြန်မာနိုင်ငံမှာလည်းပတ်စံရှိတဲ့လူတွေတန်းစီပြီးဝယ်ကြတယ်ဒါတော့ပတ်စံရှိတဲ့လူတွေဝယ်တာမဆန်းဘူးကျွန်တော်ဟိုဘက်မှာဖုန်းတစ်လုံးထားခဲ့တယ်အဲ့ဒါ Samsung ကိုရီးယားဒါအမေရိကဟာကျွန်တော်တို့ကလဲရင်းမြေတွေကိုထုံရတယ်ဧကပေါင်းများပါဟာဆရာကြီးရဲ့ကျွန်တော်တို့ကလဲရင်းမြေတွေထုံရတာဖင်ထဲကိုစွန့်တပိတ်သာဝင်တယ်ဆရာကြီးကအောင်သိပြောတဲ့စကားဝင်ပေါ်တယ်ဝင်ပေါ်တယ်ဟိုကအားပါဆရာကြီးမြန်ပါပြောမလို့ဆရာကြီးကျွန်တော်တို့ထုံရရကျွန်တော်တို့ကသားတွေသမီးတွေကိုဒီလိုထုံရိုက်ပြီးတော့ထားတာအေးဖင်ထဲစွန့်တပိတ်သာဝင်အေးဝင်ပေါ်တယ်တပိတ်သာနဲတော်နဲသေးတယ်တပိတ်သာနဲတော်မင်းဆယ်ပိတ်သာလောက်ဝင်တဲ့လားအမိဘမျက်နှာပြက်နေပြီဘာဖြစ်လို့လဲဆရာကြီးအေးပညာမှမတတ်တာမင်းပိတ်တာ100လောက်လဲမင်းဝင်ခမ်းမှာပဲပညာမတတ်ရင်မင်းတပိတ်တာမကဘူးဝင်မှာမအောင်တဲ့ဆယ်ပိတ်တာလည်းမကဘူးနော်တဲ့ကျွန်တော်တို့ကအဲ့ဒီဧကပေါင်းများစွာကိုထွန်ရက်နေတဲ့အချိန်မှာသူတို့ကတထွာမပြည့်တဲ့ဟာလေးကိုဤပညာကိုထွန်ရက်တယ်28သိန်းဖြစ်သွားတယ်လက်တေကစိုက်လို့ဘယ်လောက်မြတ်မှာလဲဒါကျွန်တော်လူရင်းတို့ရှင်းပြောလိုက်တာပါနောက်ကကျွန်တော်ပြောချင်တဲ့စကားတွေရှိလို့အခုကျွန်တော်တို့ပညာနဲ့ colonize အလုပ်ခံရတာပြီးသွားပြီတိုင်းပြည်ကခင်ဗျားတို့မုံရွာမှာစီးနေတဲ့ဆိုင်ကယ်တွေ made in မြန်မာဆိုတဲ့ဆိုင်ကယ်ဘိန်းဘယ်နှဘိန်းပါလို့လဲ made in China made in Thailand made in Hong Kong ဒါပါပဲအများစုကတရုတ်ပါ3သိန်းလောက်နဲ့ရတာယူရီးယားဆိုလည်းဈေးကြီးတယ်5သိန်းလောက်ပြရတယ်ဟောင်ကောင်ဘိန်းတိတ်မစီးနိုင်ကြပါဘူးများသောအားဖြင့်တော့တရုတ်ပါပဲ made in China မုံရွာဆိုတော့ပိုပြောလို့ကောင်းတယ်မြန်မာနိုင်ငံမှာကြေးရွာပေါင်း6000ခွဲရှိတယ်ဗျတက္ကသိုလ်ကျောင်းသားတွေဆိုတော့အပေါင်းနှုံများပါတယ်ဖဲသမားတွေဆိုရင်ပို့ပြီးတော့မြန်တယ်ဘာမှစိတ်မပူနဲ့ကျွန်တော်လည်းဖဲရိုက်ပြီးကျောင်းတက်လာတာရွာပေါင်း6000ခွဲတရွာတရွာမှာအနည်းဆုံးဆိုင်ကယ်အစင်း100ရှိတယ်အနည်းဆုံးအစင်း100တပိန်းကို3သိန်းအင်းရောက်ရင်မြောက်ကြည့်ပါ6000ခွဲအမြောက်100အမြောက်3သိန်းအင်းရောက်မှမြောက်ဆိုင်ကယ်တစ်စင်းမလုတ်တက်လို့တရုတ်ကိုပေးလိုက်ရတဲ့ပိုက်ဆိုင်အင်ဂျင်လေးတက်ထားတဲ့နော်အင်ဂျင်မြင်းကောင်ကြီးနော် 1.25 လောက်ကိုအဲ့ဒီအင်ဂျင်လေးတစ်လုံးမလုတ်တက်လို့ဒီတိုင်းပြည်ကတရုတ်ကိုပေးလိုက်ရတဲ့ပိုက်ဆိုင်အဲ့ဒီပိုက်ဆိုင်ကိုတရုတ်တွေကအေးစစ်စစ်ယူတယ်ဟာဝါလို့စီပေါပေါက်လဲကျေးဇူးတင်လဲဒီလိုမြန်မာနိုင်ငံရှိလာဝါလို့အတွက်ကတော့အမွှေးချင်းပေါက်ပေါ်နေလဲအလုံးကောင်းလာပဲကိုယ်ဆိုခိုင်တင်းကြည့်လို့ပါလို့တော့စီယုံမလေးကိုချစ်လေလို့ပါလို့ရိုက်ကုန်ကြပြီဒီလိုဖြစ်ရမယ်ဝါလို့အမြဲတမ်းတန်ဖိုးထားလဲဒါကြောင့်ဝါလို့ဒီမှာဖရဲသီးတွေလာဆိုင်လဲဝါလို့ရှိမှမဆိုင်ဘူးလို့ချစ်လို့အေးစေးပေါ်တယောက်က
ဆိုင်ကယ်လေးတစ်စင်းမလုတ်တတ်တဲ့လူတွေကိုဆိုင်ကယ်အင်ဂျင်လေးကျွန်တော်တန်တိုင်းမပြောဘူးနော်အကြီးတွေမပြောဘူးနော် TV တွေတရုတ်ကလာတဲ့ Xiaomi ဖုန်းတွေ Huawei တွေမီးစက်တွေမပြောဘူးနော်လက်ထွန်စက်တွေခွန်တောင်းတွေမပြောဘူးနော်ကျွန်တော်ဆိုင်ကယ်လေးပဲပြောတာအဲ့ဒီဆိုင်ကယ်လေးတွင်းပြီးတော့ပတ်စံတွေအားလုံးကိုတဲ့ယူလိုက်တယ်โอเคပြီးတော့မှလက်ညှိုးထုတ်ပေးမိတယ်ဒီစီတောင်ကဘီလောက်လဲတဲ့လက်ပတောင်းကိုထုတ်ပြီးတော့စီတောင်ဘီလောက်ပေးရမယ်လဲတဲ့ဒီတောင်ဘီလောက်လဲစပယ်တောင်ဘလောက်လဲကြီးစင်တောင်ဘလောက်လဲအေရီမြစ်ကဘီလောက်လဲစီပြောပါဝါလို့လုံးဝဈေးမစစ်ဘူးမစစ်ဘူးလေအင်ဂျင်ကဘယ်နှလုံးထုတ်ခြင်းလဲဒီတောင်ကနှစ်တန်းနဲ့ခြီးပြီးကြာမှရတဲ့တောင်ဒီမြစ်ကနှစ်တန်းနဲ့ခြီးပြီးဖြတ်တန်းလာတဲ့မြစ်ကျွန်တော်တို့ရှုံးသွားတာကြာပြီနော်စရုဒ္ဓကျူးကျော်စစ်တွေတတိယကဘာစစ်တွေမပြောနဲ့တော့ကျွန်တော်တို့ရှုံးသွားတာကြာပြီနော်ကျွန်တော်ညီများကျွန်တော်ထမများအဲ့ဒီဂျားတွေကမှခင်ဗျားတို့ကဒီမုံရွာတက္ကသိုလ်ကြီးကနေပြီးတော့ပညာကိုကြိုးကြိုးစားစားနဲ့ထပ်ပြီးမတင်ကြဘူးဆိုရင်တော့ကျွန်တော်တို့မျက်ရည်ဒေါမှာပဲမျောဖို့ရှိတော့မယ်ကျွန်တော်တို့နိုင်ငံရဲ့ဘယ်ဘွဲ့ကိုမှနိုင်ငံတကာအသိမှမပြုတ်ဘူးနော်ခွန်းလို့ပါပြောပြစီကျွန်တော်ဆရာဝန်ပွဲရတယ်မြန်မာနိုင်ငံမှာပဲကျွန်တော်ဆရာဝန်နော်စင်ကာပူနိုင်ငံရောက်သွားရင်ကျွန်တော်ဆရာဝန်မဟုတ်တော့ဘူးကျွန်တော်ရဲ့ဘွဲ့ကိုစင်ကာပူကအသိမှမပြုတ်ဘူးဒါပေမဲ့ကျွန်တော်တိရစ္ဆာန်တွေမွေးမြူတာတွေကုသတာတွေနဲ့ပတ်သက်လို့ကျွမ်းကျင်တဲ့သူတယောက်ဖြစ်တဲ့အတွက်အလုပ်ပေးကောင်းတော့ပေးမယ်စင်ကာပူကဆရာဝန်တယောက်အနေနဲ့လောက်ရမှာမဟုတ်ဘူးနော်လွယ်အောင်ပြောရင် nurse အဆင့်လောက်နဲ့ကျွန်တော်လောက်ရမှာဒါပေမဲ့ကျွန်တော်နိုင်ငံမှာကျွန်တော်သင်ထားတဲ့ပညာကဆရာဝန်တယောက်ရဲ့ပညာဗျ